Happy กูเป็นปุ่นส้มหนาวสิကျွန်တော်ဇုတ်တချင်းနဲ့ပဲပြိုင်ချင်ပါတယ်Ikan sungan nop sanai John Jenny Silai lunga I koi ding lai beki Zong ta te khang ding mai lam hun Hum na to ma in kal swan di Lei lunga I mi nam thang ta Sungan nop sanai Dom Jenny Islai lunga I koi di lai beki Zong ta te khang di mai lam hun Na to ma in kal swan di Lei lunga I mi nam thang ta he Nam thao ta hen mi den way se I so he don't see he tu pa bon so ta de he ta hen so bon tôi ta ne I thei chết đi Oh, happy. Lo ene bane sro design ဘယ်သူထွင်ပေးရလဲကျွန်တော်ကိုကျွန်တော်ထွန်းတာပါ Oh, တော်လိုက်တာဒီညရောဆိုတာကျင်တဲ့မှုရှိရလားကျင်းနေပါလေ ကောင်းပြီ just လိုက်အန်ရနာကန်မန်ထန်ထားလိုက် Kim design asak dan alam dan zati dan darwa Happy. Yes. I always love your performance, your voice, your music arrangement. Yes. You just keep me breathless. And I do believe that Zoe community will be very proud of you. Thank you. And
just, however, there is a bit like a bit pitchy in the chorus. Other than that, I give you 100%. Thank you. 这个在 judge 看烂哈，啥大了就谁了，先不要样了。စာသားတော့ကျွန်တော်ကိုယ်တိုင်ရေးထားတာပါကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်စိတ်ထဲမှာဒီ education နဲ့ပတ်သက်ပြီးတော့စာနဲ့ပတ်သက်ပြီးတော့အရန်ဟိုဆန္ဒရှိတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဘာမှမတတ်ပါဘူးဆိုတော့ကျွန်တော်တို့ဇိုရီကနဲတဲ့ခါကျတော့ဘယ်လိုပြောမလဲကျွန်တော်တို့ဇိုရီကဟိုဘယ်လိုပဲဖြစ်ဖြစ်စာပါကျွန်တော်တို့စူးစမ်းအောင်ဆိုတဲ့ရှင်းလေးနဲ့ကျွန်တော်ဒီဟိုအတိတ်ပဲနားမလဲလဲဒီလွေးနဲ့သိအောင်ကျွန်တော်ဒီလွေးဆောင်တာပါ Billy ဒီမှာအောင်တစ်ခုမေးချင်တာပေါ့နော်အဲ့လွယ်ထဲမှာဗာထည့်ထားတာတော့အဲ့ထဲမှာဗာရှိလဲမသိဘူးအဲ့လွေထဲကခုနပြန်90ထည့်တာမရှိတော့ဟုတ်ပါပြီဒီညအတွက်ဟောက်ပြီးရွေးတဲ့တခြင်းကပေါ့နော်ဟောက်ပြီးနဲ့လုံးဝအန်ကိုက်ပဲအန်ကိုက်ပဲအတန်နဲ့လည်းလိုက်တယ်ပေါ့နော်ပြီးတော့ဟစ်လည်းဟစ်နိုင်တယ်တော်တော်ဆွဲနိုင်တယ်နော်ကောင်းတယ်ဒါပေမဲ့ဟိုနောက်ဆုံး chorus အလေးတုံးကဟင်းဆိုတဲ့နေရာလေးအတန်ရိုင်းတယ်နော်နည်းနည်းလေးအဲ့တစ်ခုလေးပဲသိတယ်မှလားအဲ့နေရာလေးဟုတ်ကဲ့ကျန်တာအကုန်ကောင်းပါတယ်ကျေးဇူးပဲကောင်းပါစေအတန်နည်းနည်းဝင်နေထင်တယ်နော်မြတ်ဝင်နေမြတ်ဝင်နေဟုတ်တယ်အဲ့ဒါ chorus ဆိုတဲ့နေရာမှာဘယ်လိုခေါ်မလဲဒါလည်း expression ပြောထားနော်အဲ့နေရာလေးဟိုအမြင့်ဆုံးနေရာလေးအဲ့နေရာလေးမှာနည်းနည်းရိုင်းနေတယ်အဲ့တခုပဲအားလုံးကောင်းတယ်ပြီးတော့ကိုယ်တိုင်ရေးတဲ့တခြင်းဆိုတော့အဲ့ဒါလဲ style လုပ်ပြီးတော့ဆိုတာလဲဖြစ်နိုင်ပါတယ်ရိုင်းတဲ့ဟာလေးကိုလေကိုပိုင်တခြင်းဆိုတော့ကိုကြိုက်တယ်လို့ဆိုလို့ရတာဟုတ်အေးကျေးဇူးတင်တယ်ကျေးဇူးပဲဟုတ်ကဲ့ကျေးဇူး